Hello ကတိရဲ့ချစ်တော်လေးတို့ရေမနေ့ကပတ်ချီမိုဘိုင်းမှာအသစ်ထွက်ရှိလာတဲ့ New Honor Skin The Stabilizer မှာဆိုရင်တော့ Ultimate Outfit နဲ့အဓိကပေါင်းမှာပဲဖြစ်ပါတယ်ပထမတစ်စုံကတော့နေကိုကိုစားပြုထားတဲ့ Female Ultimate Outfit Skin ဖြစ်ပြီးတော့ဒုတိယတစ်စုံကတော့လကိုကိုစားပြုထားတဲ့ Male Ultimate Outfit Skin ပဲဖြစ်ပါတယ်သူများနဲ့မတူတဲ့အချက်ကတော့သူ့ရဲ့ hair matte ပဲဖြစ်ပါတယ်နော်hair matte level 1 level 2 level 3အဲ့ဒါလေးတွေကိုကြည့်ချင်းအဖြစ်သူကတခြား hair matte တွေနဲ့မတူဘဲနဲ့လုံးဝတမှုထူးခြားပြီးကွဲပြားနေတာကိုတွေ့မြင်မှာပဲဖြစ်ပါတယ်နော်နောက်ထပ်ထူးခြားတဲ့အချက်ကတော့ N24 Skin အရောင်လေးဟာနေလ Ultimate Outfit နှစ်စုံပုံမူတည်ပြီးတော့ပြောင်းလဲနေမှာပဲဖြစ်ပါတယ်နော်မိုး outfit ကိုဝတ်ထားလို့ရှိရင် N24 အရောင်လေးဟာအပြောင်မီးတောက်လေးဖြစ်နေမှာဖြစ်ပြီးတော့ဆန် outfit ကိုဝတ်ထားရင်တော့ N24 အရောင်လေးဟာအနီရောင်မီးတောက်လေးနဲ့နှာနေမှာပဲဖြစ်ပါတယ်ရှင်ဒါပေမဲ့အဲ့လိုရောင်ပြောင်းမှုဆိုရင်တော့ Ultimate Outfit နှစ်စုံနဲ့ M24 Skin မှာပိုင်ဆိုင်ထားမှာပဲဖြစ်ပါတယ်ရှင်သူရဲ့ကင်းမစိတ်ဟာဆိုရင်လည်းနေလမီးတောက်လေးနှစ်ခုပေါင်းပြီးတော့တော်လေးကိုလှတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါလေးကတော့ look create ပုံလေးဖြစ်ပြီးတော့ on hit effect လေးอ่ะဆိုရင်လည်းတော်တော်စမ်းသစ်နေတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ် Lady Sing Glider Car Skin ကြောဖို့အိတ် Lady တို့နဲ့အတူ Chubizet UMB နဲ့တခြားသောအရာလေးတွေလည်းပါဝင်အောင်ပါပဲဖြစ်ပါတယ်ကန်ဆန်းကျင်နေဆိုရင်တော့နေ့တစ်နေ့ရဲ့အစမှာ UC 10နဲ့ကန်ဆယ်လို့ရမှာပဲဖြစ်ပြီးတော့10ချိန်ဆိုရင်တော့ UC 6ကျတင်မှာပဲဖြစ်ပါတယ်ဖောက်တာအချိန်နေရာပြည့်သွားပြီဆိုရင်အခုပြထားတဲ့ item တွေကိုကန်ဆယ်လို့ရမယ်ဘောက်ချာတစ်ခုရရှိမှာပဲဖြစ်ပါတယ်ကဲအခုကြည့်နေတဲ့သူလေးတွေကဒီ skin လေးတွေကိုဖောက်ပြီးကြပြီလား UC ဘလောက်နဲ့ကန်ကောင်းသွားလဲဆိုတာကိုcomment မှာတစ်ချက်ရေးပေးခဲ့ကြနော်